ရာသီကလည်းလာနေတယ်စီးစစ်တဲ့အခါမှာလည်းမျက်နှာကြောင်းပေါ်နေတယ်အဲ့ဒါကဖြစ်နိုင်ပါတယ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့အမျိုးသမီးတွေကိုယ်ဆဆရှိကစားမှာပေါ့နော်သွေးဆင်းတာတွေဖြစ်တတ်ပါတယ်နံပါတ်1တစ်ချက်ကတော့အမျိုးသမီးတွေဒီတအိမ်ပြင်ပမှာတရေသားတရာပေါ့နော်တအိမ်ထဲမှာကလေးလေးရှိရမယ့်ဟာကိုကလေးလေးကတအိမ်ထဲမှာမရှိဘဲနဲ့ဒီပြွန်နေမှာပဲဖြစ်ဖြစ်တအိမ်ရဲ့ပြင်ပမှာတရေတည်နေရဆိုရင်လည်းဒါဖြစ်နိုင်ပါတယ်နံပါတ်3တစ်ချက်ကတော့အမျိုးသမီးတွေပေါ့နော်ဒီကိုဝန်ကစရှိပြီးကစားမှာရက်ပိုင်းလေးမှာပဲပေါ့နော်ဒီကိုဝန်ကပြန်ပြီးတော့ပြတ်ကျသွားမယ်ဆိုလို့ရှိရင်လည်းသွေးဆင်းတာတွေဖြစ်တတ်တယ်ပေါ့နော်နောက်ပြီးတော့မိုင်းရင်းစွာဖြစ်နိုင်တဲ့အချက်တရားဘာတွေလဲဆိုလို့ရှိရင်စီးစစ်တောင်စစ်တဲ့အခါမှာတလားမပြည့်ပဲနဲ့အစောပိုင်းမှာစစ်လိုက်တဲ့ဆိုရင်လည်းမိုင်းရင်းစွာဖြစ်တတ်ပါတယ်မိုင်းရင်းစွာစီးစစ်တဲ့အခါမှာနှစ်ချောင်းပေါ်တတ်တယ်ပေါ့နော်နောက်နံပါတ်2တစ်ချက်ကတော့ဒီဒိတ်လွန်နဲ့စစ်တံတွေကိုအသုံးပြုတဲ့အခါမှာလည်းအဲ့လိုမျိုးဖြစ်တတ်ပါတယ်နောက်ပြီးတော့ဒီစီးစစ်တံကိုစနစ်တကျအသုံးမပြုဘဲနဲ့မိုင်းရင်းစွာကိုကအသုံးပြုမယ်ဆိုလို့ရှိရင်ပေါ့အဲ့လိုမျိုးဆိုရင်လည်းနှစ်ချောင်းပေါ်တာတွေကဖြစ်နိုင်ပါတယ်ဒါကြောင့်လို့ကိုကပေါ့နော်ဒီလိုမျိုးလက္ခဏာတွေဖြစ်နေပြီဆိုလို့ရှိရင်တော့အိမ်မှာပဲစဉ်းစားနေမဲ့အစားဆရာဝန်နဲ့တခြားတိုင်ပင်ပြီးတော့မှစစ်ဆေးလို့ရပါတယ်သွေးစစ်ဆေးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းရနိုင်ပါတယ်အဖြေကိုသိနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုရဆိုလို့ရှင်လိုက်အရှယ်လေးလောက်တာပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာဖြစ်ပါတယ်